reading ပေါ့နော်စမှာဖြစ်ပါတယ်အဲ့တော့ reading စမှာဆိုတဲ့အခါကျတော့စစေးကျောင်းသားရေမနေ့ကတော့အပုတ်တူပေါ့နော်ဒီနေ့ကတော့အပုတ်ရှည်ဖြစ်ပါတယ်နော်အပုတ်ရှည်ကိုမှာစစေးဒါလေးပေါ့နော်တခါလေးအဲ့တော့အပုတ်ရှည်မှာကစလို့အပုတ်တူကတော့စလို့၄ပုတ်ပြီးတယ်ပေါ့နော်တစ်ပုတ်ကို၄မှတ်တန်ဖြစ်ပါတယ်အပုတ်ရှည်ကကြတော့ဒါမွန်တိုင်းနံပါတ်5ပေါ့နော်အပုတ်ရှည်ကတပုတ်ထဲမိပါတယ်တပုတ်ထဲမိတယ်ပေါ့နော်ဒါပေမဲ့ကျူဆိုတာ question ပြောတာ question ၄ခုပါပါတယ်ကျူတစ်ခုပေါ့နော်မေးခွန်းတစ်ခုကို၄မှတ်ပေးပါတယ်အဲ့ဒီအပုတ်ရှည်ကတပုတ်ထဲဒါပေမဲ့မေးခွန်း၄ခုပါတယ်မေးခွန်းတစ်ခုကို၄မှတ်ဆိုတော့အပုတ်ရှည်တပုတ်လုံးဒီဘယ်နှမှတ်တန်ဖြစ်မလဲပုတ်ရှည်တပုတ်လုံးက16မှတ်ဟုတ်တယ်လေလေး16လို့ဆိုစစ်တာအဲ့တော့နော်တပုတ်ကို၄မှတ်ဖြစ်ကြောင်း1နဲ့3လေးပေါ့နော်လေးဆိုတော့ဒါ16မှတ်တန်ဖြစ်ပါတယ်နိအဲ့တော့စစ်တော့အပုတ်ရှည်ရဲ့အဓိကကြားတဲ့ point ကတစ်ဆင့်ချင်းစီဖြေရပါပြီ၄ပုတ်လုံးတစ်ခါလေးဖြေလို့လားမလိုပါဘူးနော်တပုတ်ချင်းစီပထမပိုက်မှာပထမမီကိုဒုတိယပိုက်မှာဒုတိယမီကိုတတိယပိုက်မှာတတိယမီကိုနောက်ဆုံးပိုက်မှာနောက်ဆုံးပိုက်မီကိုဆိုပြီးတော့အစင်လိုက်မီတွေပြီးထားရှိပါတယ်အဲ့တော့စင်ကျောင်းသားတွေကတပြိုင်တည်းအကုန်လုံးဖတ်စရာမလိုပါဘူးတစ်ဆင့်ချင်းစီဖတ်ရင်ရပါပြီအဲ့စင်ကျောင်းသားတွေမီကိုမှာအရေးကြီးဆုံး point ရပါလဲဆိုတော့မေးခွန်းအရင်ဖတ်ဖို့ပါနော် reading မှာအရေးကြီးဆုံး point ပေါ့နော် reading ကိုစာပိုက်ကြီးအရင်ဖတ်မှာလားမဟုတ်ပါဘူးနော်မေးခွန်းအရင်ဖတ်မှာပါမေးခွန်းတပုတ်ချင်းစီဖတ်တပုတ်ချင်းစီဖြေသွားရင်ရပါပြီဒီအပုတ်ရှည်ရဲ့ပထမဦးဆုံးမေးခွန်းလေးကိုစပြီးတော့ကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့ဒီအပုတ်ရှည်ရဲ့ပထမဦးဆုံးပုတ်စာရဲ့မေးခွန်းလေးကဘာရေးထားလဲBona Hodoroni Tomari Master ဟုတ်တယ်နော်ဘောနာနော်ဘလိုမျိုးဟိုတယ်လူနီပေါ့နော်ဟိုတယ်မှာပေါ့နော်တိုမာရီမတ်တာကတဲခိုခဲ့ပါတယ်လေဒါဒီဘာမေးခွန်းလဲဆိုတော့မြင်းတားထားတဲ့မေးခွန်းပါဘာမေးခွန်းလဲမြင်းတားထားတဲ့မေးခွန်းနော်စဉ်းစားတာခုနဒီနာပါလေမြင်းတားထားတဲ့စကားလုံးလေးပါအဲ့တော့မြင်းတားထားတဲ့မေးခွန်းလို့ခေါ်ပါတယ်မြင်းတားထားတဲ့မေးခွန်းဆိုတာကတဲ့စာပိုက်ထဲမှာပါတဲ့စကားလုံးကိုပြန်ညွှန်းထားတာပါအဲ့တော့စေးကြောင့်ဒီစာပိုက်မှာကြည့်လိုက်မယ်ဆိုတော့အဲ့စာပိုက်မှာမြင်းတားထားပါတယ်တယ်ပေါ့နော်တော်နည်းနည်းလေးဒီလေးကြိုင်လားမသိဘူးပေါ့နော်စာပိုက်မှာမြင်းတားထားပါတယ်ဒါစေးကြောင့်မြင်းတားထားတွေ့လားစာပိုက်မှာတွေ့ပါတယ်နော်ဟုတ်တယ်အဲ့တော့မြင်းတားထားတဲ့မိကုန်းဆိုတာစာပိုင်းမှာပါတဲ့စကားလုံးပါလေအောက်မှာနောက်တစ်ခေါက်ပြန်ပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့တော့စာပိုင်းမှာဟိုတယ်လို့ဆိုတဲ့ဟိုတယ်ကိုမြင်းတားထားပါတယ်မိကုန်းမှာလည်းဟိုတယ်ကိုမြင်းတားထားပါတယ်အဲ့တော့မိကုန်းမှာဒွန်းနာဟိုတယ်လို့ဘလို့ဟိုတယ်မျိုးမှာတဲ့တိုမာရီမတ်တာကတဲခိုခဲ့ပါတယ်ပြောချင်တာဒီစာပိုက်မှာမြင်းတားထားတဲ့ဟိုတယ်ဆိုတာတဲ့ဘလို့ဟိုတယ်မျိုးလဲလို့မေးလိုက်တာဖြစ်ပါတယ်အဲ့တော့မြင်းတားထားတဲ့စာကြောင်းဒီဗမာပြန်ပါလဲဆိုတော့စာပိုက်မှာပြန်ပါပါတယ်မြင်းတားထားတဲ့စာကြောင်းကိုဖြေတဲ့အခါကျရင်တဲ့အရေးကြီးတဲ့ပွားမြင်းတားထားတဲ့စကားလုံးရဲ့အနည်းဆုံးနေရာမှာအဖြေပါပါတယ်အဲ့တော့မြင်းတားထားတဲ့အဖြေမေးခွန်းတွေကိုပေါ့နော်ဖြေတဲ့အခါကျရင်မြင်းတားထားတဲ့စကားလုံးရဲ့ပါလေအနည်းဆုံးမှာအဖြေပါပါတယ်အဲ့တော့မြင်းတားထားတဲ့စကားလုံးရဲ့အရှိရစာကြောင်းဒါမှမဟုတ်ရင်အနောက်ကစာကြောင်းဒီပါလေအဖြေဖြစ်ပါတယ်အဲ့တော့မြင်းထားတဲ့နော်မေးခွန်းတွေကိုဖြေတဲ့ခါကျရင်မြင်းတားထားတဲ့စကားလုံးရဲ့အရှိရစာကြောင်းဒါမှမဟုတ်ရင်အနောက်ကစာကြောင်းဒီအဖြေဖြစ်ပါတယ်မြင်းတားထားတဲ့မေးခွန်းတွေကိုဖြေတဲ့ခါကျအများကြီးစဉ်းစားကြလို့လားမလိုပါဘူးအနည်းဆုံးနေရာမှာပါတဲ့ဟာဒီပါလေအဖြေဖြစ်ပါတယ်အဲ့တော့မြင်းထားတဲ့စာကြောင်းကအပေါ်မှာပါတဲ့ဟဲ့သားနဲ့ကို့အဖြေကဒီအောက်မှာပါတဲ့ဟာကိုသွားဖြေထားလို့ရှိရင်အဖြစ်လေမှားပါတယ်အဲ့တော့မြင်းတားထားတဲ့စာကြောင်းဆိုတာပါလေသူ့ရဲ့အနီးဆုံးမှာပဲအဖြေကိုရွေးထားရှိပါတယ်အဲ့တော့စာရိတ်တစ်ပိုက်လုံးမျိုးကိုရှောက်စဉ်းစားနေတယ်ဆိုတော့အောက်ကဟာနဲ့လည်းသက်ဆိုင်သလိုလိုအလဲဟာနဲ့လည်းသက်ဆိုင်သလိုလိုအပေါ်ကဟာနဲ့လည်းသက်ဆိုင်သလိုလိုလို့ခံစားရလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မြင်းတားထားတဲ့စကားလုံးဒီဘာကိုပဲမိတာလေသူ
သူ့ရဲ့အနီးနားမှာရှိတဲ့ဟာကိုပဲမေးတာဖြစ်ပါတယ်အဲ့တော့မြင်တာထားတဲ့စကားလုံးတွေပါရင်သူ့ရဲ့အရှိရာစာကြောင်းဒါမှမဟုတ်ရင်အနောက်ကစာကြောင်းမှာပါတဲ့စာသည်အဖြေမှန်ဖြစ်ပါတယ်နေ့အစီအကြောင်းနဲ့မြင်တာထားတဲ့စာကြောင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဖြေပုံဖြေနည်းလေးဖြစ်ပါတယ်အစီအကြောင်းနဲ့ဖြေကြည့်ရအောင်နော်မြင်တာထားတဲ့စာကြောင်းရဲ့အနီးဆက်ဆုံးမှာနော်ပါတဲ့ဟာလေးကိုစစ်စစ်တို့ကဖြည့်ကြည့်ရအောင်ပေါ့နော်အဲ့တော့လိုရမရစစ်စစ်ရဒီပထမဦးဆုံးစာကြောင်းကနေပြီးတော့မှနဲ့နောက်စာကြောင်းနှစ်ကြောင်းလောက်ထိစစ်စစ်ကိုဖတ်လိုက်ကြရအောင်ပေါ့နော်အဲ့လောက်ဆိုတော့အဖြေကပါနေပါပြီနော်အနီးနားမှာပဲရှိတာဖြစ်တဲ့ကြောင့်ကဲအဲ့ဒါဆိုလို့ရှိရင်စစ်ကြောင်းသားတွေအရင်ဆုံးပေါ့နော်အနည်းငယ်အချင်းချုပ်ရင်ဖြည့်ကြည့်မယ်ပေါ့နော်အဲ့တော့စေးကြောင်းကရဲ့တည်ရဒါနဲ့စစ်စစ်တို့ပေါ့နော်ဒီ N4 ဖြည့်တဲ့အခါကျရင် N5 ခန်းကြီးကမပါမဖြစ်ပါအဲ့တော့ပထမဦးဆုံးရေးထားတဲ့ခန်းကြီးဒီဘာအိဗယ်လဲသိကြလားခိုတိုရှိဟုတ်ပါတယ်ခိုတိုရှိပါနော်အရှိကဣမယခုဆိုတဲ့ခန်းကြီးရဲ့နောက်ကနော်နှစ်ခန်းကြီးရဲ့အခုနဲ့နှစ်နဲ့ပေါင်းတော့ဒီနှစ်ပေါ့နော်ခိုတိုရှိဒုတိယခန်းကြီးရောသိလားနွေရာသီဟုတ်ပါတယ် nas နော်နွေရာသီဆိုတဲ့ခန်းကြီးလေးပါဒီနေ့နွေရာသီမှာတဲ့ဝါတာရှိဝကျွန်ုပ်ကပေါ့နော်ခဆိုခုတဲ့မိသားစုဖြစ်ဘေးရခန်းကြီးလေးကပါခန်းကြီးလေယာမခန်းကြီးယာမတောင်ခန်းကြီးလေးပေါ့နော်ယာမတောင်ရဲ့ပါတယ်လေအလဲဟုတ်တယ်နာကအလဲမှာတဲ့အားလို့ရှိတယ်ဟိုတယ်မှာတဲ့တူမာရီမတ်တာတဲခုခဲ့ပါတယ်အဲ့တော့စင်းကျောင်းသားတွေသူ့ရဲ့အဖြေอ่ะပေါ့နော်ဒါဟိုတယ်ဒီဘက်မှာရှိရတယ်ဆိုတော့เนาะတောင်ရဲ့အလဲမှာရှိတဲ့ဟိုတယ်မှာသွားတဲခဲ့တယ်ပေါ့နော်ကဲဒုတိယစာကြောင်းရဲ့ပထမဆုံးခန်းကြီးဒီဘာခန်းကြီးဖြစ်မလဲအခီဟုတ်တယ်အခီခါတာပေါ့နော်ဘူဒါကနေပြီးတော့မှာတဲ့ဟိုတယ်ရဲ့အနောက်ကခန်းကြီးဒီပါဖြစ်မလဲချီကာကြီးဟုတ်တယ်ချီကာကြီးဒီတော့ဆိုတဲ့ခန်းကြီးလေးပေါ့နော်ချီကာကိုအနီးနားမှာရှိတယ်။အစည်းအကြောင်းကတကယ်လို့ reading မှာဖတ်လို့ပေါ့နော်ကိုမသိတဲ့ခန်းကြီးပါလာလို့ရှိရင်အကုန်လုံးကြီးဘာသာမပြတ်တတ်လည်းရပါတယ်။နော်ကိုမသိတာပါရင်တော့ကြော်ဖတ်ပေါ့နော်အဓိကပါလေအဖြေရှာတတ်ဖို့ပဲအရေးကြီးပါတယ်နော်အကုန်လုံးဘာသာပြတ်နိုင်နေဆိုတော့အကောင်းဆုံးပေါ့နော်အကုန်လုံးကိုကရုပ်တရက်ကြီးမေ့သွားခဲ့တယ်ရုပ်တရက်ကြီးဒီစလုံးမသိဘူးဆိုလည်းကိစ္စမရှိပါဘူးနော်မသိတဲ့စလုံးကြော်ပြီးတော့ဖတ်လို့ရပါတယ်ကိစ္စမရှိဘူးပေါ့နော်အဲ့တော့ဘူဒါကနေဟိုတယ်ရဲ့အနီးနားမှာရှိတယ်ပေါ့နော်ဘူဒါကနေတော့ဘယ်ကိုသွားတာလဲဆိုတော့ဟိုတယ်ရဲ့အနီးနားမှာရှိတယ်ဘာစုဆိုတာဘတ်စကားတဲဤဆိုတာမတ်တိုင်ပါနော်ဘတ်စကားမတ်တိုင်အထီးတဲ့နော်ဘာစုတဲ့ဘတ်စကားဖြစ်ပါတယ်လေနေချင်းခံဟုတ်တော့ဒီအနောက်ကခံရတော့ဤကျော်အထက်ဆိုတော့နှစ်နိုင်နဲ့အထက်ပေါ့နော်ခါခါဒီမှာしたကြာမိပါတယ်တော့ဝေးတာပဲနော်ဘူဒါကနေပြီးတော့မှဘတ်စကားမတိုင်ဘယ်မှာရှိတော့ဟိုတယ်နားမှာရှိတဲ့ဘတ်စကားမတိုင်အထိနော်ဘူဒါကနေဟိုတယ်မှာရှိတဲ့ဘတ်စကားမတိုင်အထိပေါ့နော်ဘတ်စကားနဲ့နှစ်နိုင်ကျော်ကြာအောင်စီးရပါတယ်တဲ့ပြီးရင်တဲ့ဘာစုတေးခါလာဘတ်စကားမတိုင်ကနေပြီးတော့ဟိုတယ်တူမှာဟိုတယ်အထိတော့ဘူဒါကနေပြီးတော့မတိုင်အထိကနှစ်နိုင်ကျော်တောင်စီးရတယ်မတ်တိုင်ကနေပြီးတော့ဟိုတယ်အထိတဲ့နော်ဟိုဆိုးဤဆိုတာသိလားဟိုဆိုးဤဆိုတာသိလားတော့မသိဘူးလေဟိုဆိုးရပိန်တော့ပါတော့ဟုတ်တယ်ပိန်နေပါတယ်တင်းငယ်တွေကျင်းမြောင်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အနောက်ကခံယူသိကြလားတော့မသိဘူးလေမီချီဟုတ်တယ်မီချီလမ်းပေါ့နော်စန်ဂျူပေါ်နဲ့မိနစ်30ပေါ့နော်ချီကာခုဆိုတော့ဒါအနီးနာပေါ့ဝင်းကျင်ပေါ့နော်အနောက်ကခန်းကြီးတွေသိကြလားမသိဘူးမေလမ်းလျှောက်တာပါဟုတ်တယ်အာလူခီမက်ပေါ့နော်လမ်းလျှောက်ခဲ့ပါတယ်တဲ့မှန်ပါတယ်အဲ့တော့တော်ကြာပဲเนาะဘူလာကနေဘတ်စကားမတိုင်ထိ2နာရီကြောကြအောင်စီးရတယ်ဘတ်စကားမတိုင်ကနေပြီးတော့ဟိုတယ်အထိမိနစ်30ထပ်ပြီးတော့လမ်းလျှောက်ရတယ်တဲ့လေဟိုတယ်လူကတဲ့ဟိုတယ်ကပါတယ်လေဟိုတယ်ကတဲ့ချီစာနာချီစာငယ်ပြီးတော့ဟောင်းနေပြီမယ်လေချီစာကုတဲ့တေးပြီးတော့လည်းဖြစ်လေဟောင်းနှမ်းပြီမယ်လေဟုတ်တယ်เนาะဖူရူခတာဒက်စကာပေါ့เนาะဟောင်းနှမ်းပြီမယ်လေတဲ့ပါတယ်လေအတွင်းထဲမှာဟိုတယ်မို့ရန်ကိုလာခဲ့ပါတယ်
လာပါခဲ့ပါတယ်နော်ဘလို့ဟိုတယ်ညနဲ့စီးကြောင်းသားရဲ့ကျမ်းမြင့်တော့တည်ပါပြီနော်သူတောင်ရဲ့အလယ်မှာရှိတာနော်ဒီဟိုတယ်ကိုရောက်ဖို့အတွက်ဘူဒါကနေမတ်တိုင်ထီက2 နာရီမတ်တိုင်ကနေပြီးတော့ဟိုတယ်ထီကမိနစ်30ပေါ့နော်လမ်းလျှောက်ရပါတယ်ဘူဒါကဗါလေဟိုတယ်ကတီးတယ်တီးပြီးတော့ဟောင်းနေဒါပေမဲ့လေအထဲရဲ့ပေါ့နော်သူရဲ့အခင်းချင်းပြင်စင်တွေကအရန်ကိုပဲလာပါလေကဲအဲ့ဆိုစေးကြောင်းသားတွေလေဘလို့ဟိုတယ်မျိုးကိုတဲခဲ့တာလေပေါ့နော်နံပါတ်1ယာမနိုနာကနိုအိုခီနာဟိုတယ်နံပါတ်1ကမှန်လားမလား မှားပါတယ် မှားပါတယ် မှားပါတယ်ဘာကြောင့်မို့လဲသေးတယ်လို့ပြောထားတယ် အိုး ကြီးရလို့ပြောတာကြီးရလို့ပြောတော့မှာပါတယ်နံပါတ်2ဖူရူအီကာတဲ့နကာဝခီရေနာဟိုတယ်တူတဲ့မှန်လားမလား မှန်ပါတယ် ဟိုက်မှန်ပါ မှန်ပါတယ်နော်ကိုမှန်သွားပြီပေါ့နော်ဖူရီဆိုဟောင်းနှွမ်းနေကဆိုတာဘင်မဲ့လေဟောင်းပင်မဲ့လေအထဲမှာတော့တော်တော်လေးကိုလှတယ်ဆိုတော့အပေါ်မှာရေးထားတဲ့စာပိုင်းတွေမတူလားတူပါတယ်အဲ့ဒီကြောင့်ကျန်တာဘယ်လောက်လဲဆိုတော့နှစ်ဖြစ်ပါတယ်ဒါလေးပဲလေးမှတ်ရပါပြီအဲ့ဆိုရင်စေးအကြောင်းသားကြီးပေါ့နော်ခါရာတဲ့နိဘူဒါကနေပြီးတော့ဟိုတယ်လူမှာနေတဲ့ဒိုရတဲ့イキましたကတဲ့ဗါလေလေ ဘလို့သွားခဲ့ရလဲ ဘူဒါကနေဟိုတယ်တီးရဒိုးရတယ်ဘလို့လောက်ဘလို့နင်းနဲ့သွားခဲ့တာလဲတဲ့ ဟုတ်တယ်နော်အဲ့တော့ဘူဒါကနေပြီးတော့ဟိုတယ်ရောက်တဲ့အထိနော်ဘလို့မျိုးသွားခဲ့ရလဲအစီအကြောင်းလည်းခုနကတော့ဖတ်လိုက်တယ်မှတ်မိကြလားဘလို့သွားခဲ့ရလဲ ဘူဒါကနေစကားမတိုင် ဒါနဲ့ဒါမှတိုင်2 နာရီစကားရှိ ဟုတ် ပြီး တယ် တော့ နှစ်နာရီကြော်ကြောင်စီးတယ်ပြီးရင် အဲ့ကြောက်ကစားရှိပြီး စကားမတိုင်ဟိုတယ်တီးရ ဟိုတယ်ကိုလမ်းလျှောက် 30 နိုင်ဝက်လမ်းလျှောက် 30မိနစ်ဒီပါ ဟုတ်တယ် လမ်းလျှောက်ရတယ် မှန်ပါတယ်အဲ့စီးကြောင့်ပဲနံပါတ်3နဲ့4ကဖြစ်နိုင်ကြီးများတာပေါ့နော်နံပါတ်3ကဒါအဲခီကနေပြီးတော့မှနိဂျီကန်ပေါ့နော်2 နာရီပေါ့နော်ချီကာခုဆိုတာဝင်းကျင်ဤဂျောဆိုတာအထက်2 နာရီဝင်းကျင်2 နာရီအထက်ဘတ်စကားကိုစီးပြီးတော့မှဘတ်စုတေခါရာဘတ်စကားမတိုင်ကနေစပြီးတော့မှစန်ဂျူမိနစ်30ဤဂျောဆိုတာအထက်နော်ချီကာခုဆိုတော့အနီးနာဝင်းကျင်ပေါ့နော်အာရုခိမက်လမ်းလျှောက်ခဲ့ရပါတယ်အဲ့တော့နံပါတ်3နဲ့နံပါတ်4နဲ့ဘာကွာလဲဆိုတော့နံပါတ်3က2 နာရီဝင်းကျင်ဘတ်စကားစီးပြီးတော့မိနစ်30အထက်လမ်းလျှောက်တာနံပါတ်4ကကြတော့2 နာရီအထက်ဘတ်စကားစီးပြီးတော့မိနစ်30ခန့်လမ်းလျှောက်တာအဲ့ဒါလေးစကြောင်းတစ်ချက်ပြန်ကြည့်ပေးရမှာပေါ့နော်စကြောင်းတစ်ချက်ပြန်ကြည့်ပါ2 နာရီဝင်းကျင်လား2 နာရီအထက်လားမိနစ်30အထက်လားမိနစ်30ခန့်လား 2 နာရီအထက် ဟုတ်တယ်2 နာရီအထက်ပေါ့နော်စီးရပြီးတော့မိနစ်30 မိနစ်30လောက် တယ်မိနစ်30ခန့်ဟုတ်တယ်မိနစ်30ဝန်းကျင်အဲ့တော့2 နာရီအထက်နဲ့မိနစ်30ဝန်းကျင်ဆိုတော့နံပါတ်ဘယ်လောက်ဖြစ်မလဲ ယွန်းပန် ယွန်းပန် ဟုတ်ပါတယ်เนาะနံပါတ်4ဖြစ်ပါတယ်လွယ်လေးပဲเนาะလွယ်ပါတယ်4မှတ်ရသွားပြန်ပါပြီဟုတ်เนาะအဖက်လေး4မှတ်ရโอเคเนาะအဲ့ဒါဆိုရင်32ပေါ့เนาะ32မှာသူဘာရေးထားလဲပေါ့เนาะဟိုတယ်လူနီးတယ်เนาะဟိုတယ်ကိုပါတယ်လေ ဟိုတယ်လူနီးတဲ့ဆွေတဲ့ခါရ ဟုတ်ကဲ့ရောက်တဲ့နောက်မှာရောက်ပြီးတဲ့နောက်မှာ နာနီကိုဘာကိုရှိတာကလောက်ခဲ့တယ်လဲတဲ့ ဟုတ်တယ်ဟိုတယ်ကိုရောက်တဲ့အခါမှာတဲ့ဘာတွေလုပ်ခဲ့တယ်လဲလို့စစ်စစ်တို့ကဖြေပေးရမှာဖြစ်ပါတယ်အဲ့တော့စီးကြောင်းဆိုင်ဒုတိယအပိုက်လောက်ထိပေါ့နော်နည်းနည်းဖြေရမှာပေါ့နော်အဲ့လိုဆိုလေအခါကြတော့တော့လောက်တာတွေကအများကြီးပဲဆိုဟိုအောက်ထိဖတ်မှာစစ်စစ်တို့ကဒီထိပဲဖတ်ရသေးတယ်ပေါ့နော်အဲ့တော့ကြံတဲ့ဟာတွေပေါ့နော်ဒီအောက်ဆုံးမိတ်စာကြောင်းလွဲလို့ပေါ့နော်ဒုတိယပိုက်အကုန်ထိကိုဖတ်ကြည့်ကြရအောင်ပေါ့ဘာလို့လုပ်ခဲ့လဲပေါ့နော်
အဲ့တော့ဆိုလို့စပါပြီဟိုတယ်ကိုတဲ့နော်စုခိမက်ဆိုတော့ရောက်တာပေါ့နော်စုခုတိုတဲ့ဟိုတယ်ကိုရောက်တဲ့အခါမှာတဲ့နဲ့မုစုခိုဆိုနော်တာအဲ့တော့မုစုခိုကတဲ့တာဖြစ်တဲ့သူကဘာပြောလဲ တဲရဲဘီကမိတိုင်းဆိုတော့ TV ကြည့်ကျင်တယ်တဲ့ ပြီးတော့ မိတိုင်း TV ကြည့်နေ game ဆော့ကျင်တယ်တဲ့ ဟုတ်တယ်ဂိမ်းဆော့ချင်တဲ့လူပြောခဲ့ပါတယ်တဲ့ရှိကားရှိဆိုတော့ဒါပေမဲ့လေဘာဆက်ပြောလဲ ဒါပေမဲ့လေခုနိုဒီဆဲခိုကန်ကအာဒီဟိုတယ်ကတဲ့ဟာ ဘာမှမရှိ ဟာ ဘူး တို့ တို့ရှိတာ တို့ရှိတာမို့ဘလို့ဘာသာပြန်လဲဆိုတော့တစ်ခုလုံးလို့ဘာသာပြန်ပါလေ ဘယ်လိုဘာမှမရှိဘူး တစ်ခုဟုတ်တယ်နော်ဥမာအားဖြင့်ဆိုတော့ဘလို့နေရာမျိုးမှာသုံးလဲဆိုတော့ဆိုဗမာသုံးခဲ့လဲဆိုတော့အခန်း7လို့ဆိုရင်ထင်တယ်အခန်း7မှာဥမာအားဖြင့်ပေါ့နော်မိကန်တူရင်းကပန်းဒီနဲ့လိန်မော်ဒီနဲ့တို့ရှိတာကစခီဒက်စကဘယ်ဟာကကြိုက်တယ်လဲဆိုရင်တို့ရှိတာပို့နှစ်ခုလုံးစခီဒက်ကြိုက်တယ်လို့ဖြေခဲ့ရပါတော့တို့ချိတာပို့ဆိုတာနှစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အာရီမဆက်ဆိုမရှိဒီဟိုတယ်မှာ TV လည်းမရှိဘူးဂိမ်းဆက်လည်းမရှိပါဘူး လည်းမရှိဘူး ပြီးတော့ဘာတွေလဲဘာမရှိဘူးလေထပ်ပြီးပါပြောလေ ဆိုတဲ့ခါတာ ဒီကတက်တာရဲ့အဲကုန်းနေလည်းမရှိ ဒီကတက်တာရဲ့အဲကုန်းကလည်းမရှိဘူးတဲ့ အဲ့တော့ဟိုတယ်ကဘယ်လောက်လောက်ပေါ့နော်လူကရှေးစတိုင်လဲဆိုတော့ရေခဲတက်တာတွေအရာကုန်နေလည်းမရှိပါဘူးတဲ့နော်ခုနဟိုတယ်ဒီကဒီဟိုတယ်ဒီဘာမှဖြစ်ဘူးလေဒီခန်းကြီးသိကြလားနည်းနည်းလေးတော့ခက်ပြီမသိကြဘူးသိမယ် ဟုတ်တယ်တော့အဲ့ဒါမှန်တယ်ဘန်ရီတဲဝါအာရီမာဆန်ဆိုဘန်ရီဆိုတာ ဆန်တာပါ အဆင်ပြေ အရှင်ပြေတာ အဆင်မပြေ အဆင်ပြေနော် ပဲဘူး မပြေဘူးပေါ့နော်ဒဲဝါအာရီမာဆန်ဒီဂျာအာရီမာဆန်နဲ့တူတူပါပဲမဟုတ်ဘူးလို့အမြင်ပေါ့နော်ဘန်ရီဂျာအာရီမာဆန်ဆိုအဆင်မပြေဘူးပေါ့နော်ဂဆိုတော့ဘေးမဲ့လေအဆင်မပြေဘေးမဲ့လေ ရှာမသတိရရင်မမြင်ရလို့ရမ ဟုတ်တော့ပြန်ရေးပေးမယ်မီစုဥမီဒါစီကြောင့်နိုင်ရေနော်ကြက်ဖူးလာတော့မသိမယ်မီစုဥမီလို့ဖတ်ပါတယ်ရေကန်မှာမီစုဥမီဆိုတာဘာတိတ်ပဲလေ ရေကန် ရေကန် ဒီကံ ပင်ကြီး သူရဲ့အတန်အတွက်လေးရတော့လွယ်တယ်မီစုဆိုတာကရေဥမီဆိုတာပင်လေလို့ထင်ရတဲ့ရေပေါ့နော်အဲ့ဒါပါဆိုရေကန်ဖြစ်ပါတယ်မီစုဥမီ ဦးမီ မီစုကရေဥမီကပင်တယ်နော်မီစုဥမီလို့ဖတ်ပါတယ်နော်ရေကန်မှာတဲ့ဤရိုးနာခုတ်တူဟာဒက်ခိမရှာနော်အမျိုးမျိုးသောအရာတွေကိုပါလေလှုပ်လို့ ရ လောက် ပါ လိုက် တယ် ရင် နော်အဲ့ခါတော့နော်ရေခဲတက်တာတွေပေါ့နော် TV တွေပေါ့နော်ဂိမ်းဆက်တွေတော့မရှိပေမဲ့လေရေကူးကန်မှာလှုပ်လို့ရတာတွေကအများကြီးရှိပါတယ် အများ နော် ကြီးရှိပါတယ် အဲ့တော့ဘာဆက်ပြောသွားလဲ ဖေရနီးတဲ့အခန်းမှာတဲ့နိမို့ကျို့တဲ့အထုပ်ပိုးတဲ့အိုဤတဲ မတ် အိုဤတဲဆိုတော့ထားတာထားပြီးနောက်တဲ့မ ပ တူ စ္စည်းကိုထားပြီးတော့တဲ့ မတူအိုပဒင်းပေါက်တွေကိုတဲ့ အောက်ဖွင့်ပြီးတော့ဖွင့်လိုက်မယ်ဆိုရင် ဒါဘယ်လောက်ကိုဖွင့်လိုက် တို့ လို့ တဲ့ လေ ဖွင့်လိုက်တယ်ပေါ့နော်ဖွင့်လိုက်တဲ့အချိန်မှာ ရင်းနဲ့ ဒီကံကနေပြီးတော့ နေတဲ့စူးစူးရှိအေးများတဲ့လေတွေကတဲ့ high တဲ့ခိမရှိတာဝင်လာခဲ့တယ်တဲ့ လာခဲ့ပါတယ် ဟုတ်တယ်မှန်ပါတယ်နော်အေးများတဲ့လေတွေက high tech ခိမစတာဝင်လာပါတယ်နော်ပြီးတော့ဘာခန်းကြီးလေးရေးထားလဲ စုခိုရှိ ဟုတ်ပြီ ဟုတ်တယ်အနေငယ် ငယ်တဲ့ငါ ဘာပြီးရဲ့အနောက်မှာအပြီး အဲ ရဲ့ ရ နောက် ပြီးတဲ့အချိန်ပဲဟုတ်တယ်နားပြီးတဲ့နောက်မှာ ဒါရ နားပြီးတဲ့နောက်မှာတဲ့မတာ နောက် နောက် ထပ် ထပ်တဲ့ ရင်းနေတဲ့အတွက်ကြောင့် အကာရီကလေးနေဆိုတာကွာညမရောက်ဘူးပေါ့နော်စောနေသေးတယ် မောင်နေတဲ့အတွက်ကြောင့် ဟုတ်တယ် လင်းနေသေးတဲ့အတွက်ကြောင့်တဲ့စံပိုးနီလမ်းလျှောက်ရဲတဲ့ ထွက်ခဲ့ပါတ လ ယ် မ်းလျှောက်ရဲထွက်ခဲ့ပါတယ်တဲ့ ပြင်ထွက်ခဲ့ ဟုတ်တယ်လမ်းလျှောက်ဖို့အပြင်ကိုထွက်ခဲ့ကြတယ်ပြီးတော့ ခူခီကလေတူးက ဟုတ်တယ် လက်ဆက်ပြီးတော့ လေတူးက
အိုးရှိခု ဟုတ်တယ် တဲ့ အိုးကြီးရှိဆိုရတာရှိတယ်လက်ဆက်တယ်ဆို လက် တဲ့ ဆက် စ တ ကား ယ် ပေါ့နော်အဲ့တော့လေတူကလက်ဆက်ပြီး လက် တော့ ဆက်ပြီးတော့ခဲရှိခိရှုမြော်ခင်းကလည်းပဲတဲ့ လည်းပဲ ရှုမြော်ခင်းနေလည်း တ ပဲ တတ တဲ့ ဆော ဥစ ဥ ခု စုခု ရှိ ရှိဆိုတာသိလားဥစုခုရှိ ဥစခုရှိကချောမောလာပါလား ဘယ်မှာလှ ဟုတ်တယ် လှပါ တော်လိုက်တာမှန်တယ်ဟုတ်တယ်နော်ခဲရှိခီဆိုရှုကင်းတွေကလည်းပဲဥစုခုရှိလာပါခဲ့ပါတယ် လာပါ ပြီး ခဲ့ တော့ ပါတယ် ည သူ ည ဒါ မှာ ညမှာတဲ့ ညက ဟုတ်တယ်ရောရုဟုတ်တယ်ညမှာ ညကတဲ့ဟိုရှိကျဲတွေကတဲ့ ရန် ဟိုတဲ အဲ မို့ ဟုတ် တဲ့ တယ် တွေက ကျဲတွေက ဝယ်လှပါခဲ့ပါတယ် အရန်ကိုတဲ့ခီ အဲ ရဲ အရ ဒေ န် ရှိ ကို တာ ပဲ ပါပါခဲ့ပါ လာပါ တယ် ခဲ့ပါတယ်တဲ့မှန်တယ် ဟိုတယ်ရူနီးတဲ့ဟိုတယ်မှာတဲ့ ဒီမှာရှိနေတဲ့အချိန်တို့အချိန်မှာတဲ့နေတိုင်း ဒီရူ ဒီတိုင်း ဟုတ်တယ် အားလုံး အာရီတော့ ဟုတ်လား အခြားကာလအချိန်မှာဟုတ်တယ်မိုင်းနီချီနေတိုင်းဟုတ်တယ်မင်းနာတဲ့အားလုံးဖြစ် အားလုံး လမ်း ဖြ လျှောက် င့် လိုက် စံဖို့ရှိတာရီအားလုံးဖြင့်လမ်းလျှောက်လိုက်တဲ့ ဒီက လမ်း မြေ လျှောက် ကြီး လို လိုက် က်တဲ့ဈေးကမှာ ရေကမှာဟုတ်တယ်အိုရော ရေကူး ကြီး လိုက် ဆိုကူးလာမှန်တယ် အိုယော ဒိ ကိ တာ တာ ရီကိုလိုက် ဈေးကူးလိုက်မူရှိကိုတူတာရီမူရှိဆိုပိုးမွားတွေကို ဖမ်းဟုတ်တယ်အကောင်ကိုတိုလီမဆိုလိုက်ဖမ်းတာပေါ့နော် ကိုရှိတာရီရှိမစာအိတ်လိုက်နေလို့ခဲ့တယ် အိမ်နိုင်ချင် ဒီ အဲဟီလူနေဆိုဟီလူနေလေပါဘာလို့တာလဲ နေ့လယ်မှာအိတ်တာတွေကိုလုတ်ခဲ့တယ်တဲ့ အေးခဏအိတ်တာ နေ့လယ်နေ့ လု က တ် င်း ခဲ့ နေ ပါ အိတ်တာတွေလုတ်ခဲ့တယ်တဲ့ အဲဒါသူလုတ်ခဲ့တဲ့ဟာတွေပေါ့နော်အဲ့ဒီခါကျတော့ဘာတွေလုတ်ခဲ့လဲလို့ပြောလို့ရှိရင်လေအဲ့ဒီခါကျတော့ဟိုတယ်မှာရှိနေတယ်နေတိုင်းဘာတွေလုတ်လဲဆိုတော့လမ်းလျှောက်တယ်ရေကူးတယ်အကောင်ဖမ်းနေ နေ့လယ်နေ့ နေ ကင်း လေ ခဏ အိတ်တ ပြုတ် ယ် အိတ်တယ် နော်အဲ့ဒါကြီးလုတ်ခဲ့တယ်လို့အကြံဉာဏ်ပြောလို့ရတယ်ပေါ့ဒီတော့ဒီနံပါတ်သူကဟိုတယ်ကိုရောက်တဲ့အချိန်လို့ပြောတာမိုင်းနစ်ချီနေတိုင်းလို့ပြောတာမဟုတ်ဘူးနေတိုင်းကတော့အဲ့လေးမျိုးလောက်တာပေါ့နော်ဟိုတယ်ကိုရောက်ချင်းမှာသူကပစ္စည်းကိုအထုပ်မှာချတကားကိုဖွင့်လိုက်တာတကားတွေဖွင့်လိုက်တဲ့အခါမှာသူကတော့ဒီမှာလေတွေကပါလေဝင်လာတယ်လို့ရေးထားတယ်နော်ဝင်လာတဲ့အချိန်မှာပထမဆုံးဘာလို့လဲဆိုတော့စုခိုးရှိရာစုမိမှာခဏနာတယ် ခဏနာ ခဏနာပြီးတော့လင်းနေတည်းတော့သူဒီဘာလုပ်လိုက်လဲ လမ်းလျှောက်တယ်လမ်းလျှောက်ဖို့ထွက်တယ် ဟုတ်တယ်ဒီကလမ်းလျှောက်ထွက်ခဲ့တာပေါ့နော်လမ်းလျှောက်ထွက်တဲ့အချိန်မှာဘာဖြစ်တယ်လဲခဲရှိရှုကင်းနေဟာ ရန်ကိုလာတယ် အရန်ကိုလာတယ်ပြီးတော့ဗါတယ်လေ ညဘက်မှာဆိုရင်လည်းကျိတ် လက်ဆက်နေတယ် အမကျိတ်လည်းလှပ်ပါ လေလေရလည်းလက်ဆက်တယ်ကျယ်လီရလည်းဗါလေလာပါခဲ့ လှပနေပါတယ် ဒီနေ့တိုင်းဆိုတဲ့ဟာတော့စီလို့မကြည့်တော့ဘူးပေါ့နော် तू ကဘာလို့ဖြစ်ဆိုဟိုတယ်ကိုရောက်တဲ့အချိန်ကိုမေးတာပြောကြအောင်ဟိုတယ်ကိုရောက်ချင်မှ तू ခဏနားတယ်လမ်းလျှောက်ထွက်တယ်ရှုကင်းတွေကိုကြည့်တယ်ကျယ်လီရလည်းလာတယ်လို့ပြောသွားတယ်ပေါ့နော်အဲ့တော့စီကြောင်းသားအဖြေမှန်ပေါ့နော်32ထဲကအဖြေမှန်ပေါ့နော်ကြည့်ကြရအောင်နည်းနည်း line ကျနေတာတော့မသိဘူးလေပေါ့နော်ဖြေမြင်ရတာတော့ဖြေမြင်ရကြလားမမြင်ရ ရ ဘူး ပါတယ်ရပါတယ် အမြင်ရโอเคအဲ့ဒီအကြောင်းသားကြီးတဲ့အဲ့ဒီခါကျတော့သူတို့ပေါ့နော်ဟိုတယ်ကိုရောက်တဲ့အခါမှာဘာတွေလုပ်ခဲ့ကြသလဲပေါ့နော်တိတိသုံးလေးတွေရွေးပြီးပါ ယွန်းပန် ဘုံပန် ယွန်းဖန်ဟုတ်တယ်နော်အဒီကရောက်ချင်ပါလို့လဲခဏလောက်စခိုးရှိအနေငယ်အဖြစ်လဲဆိုတော့ယာစုမိမနားတယ်နော်ခဏလောက်နားပြီးတဲ့အခါကျတော့ရာဒီပေါ့နော်အပြင်မှာလင်းနေသေးတယ်တော့ဘာလုပ်ခဲ့လို့ပြောလဲစမ်ပူလမ်းလျှောက်ခဲ့တယ်လို့ ဟုတ် ပြော ကဲ့ တာ လမ်းလျှောက်ဖို့သွားခဲ့တယ် နော်အဲ့ကြောင့်ဖြေရတာဘယ်လိုလဲဆိုတော့၄ဖြစ်ပါတယ်ဒါလေးပဲလွယ်လေးပေါ့နော်အဲ့တော့33ကတော့ဒီခါပါလေမြင်းတားထားတယ်မိဖို့ဖြစ်ပါတယ်ဘာလေးကိုမြင်းတားထားလဲဘာရေးထားလဲဖတ်တတ်ကြလားတော့မသိဘူးလေပေါ့နော် ဟွန်နာစိတ်ကားဆော့စိတ်ကားဆော့ ဟုတ်တယ်စိတ်ကနေထိုင်မှုဘဝ တိုင်းဘဝ ဟိုအာရီမတ်ကာဆိုတာရှိရဆိုတာရေးထားတယ်လို့ပြောချင်တာနော် sorry ထဲမှာပါလေ ရေးထား ဘ တယ် ုမစိတ်ကဒီလိုမျိုးရေးနေထိုင်မှုဘဝဆိုတဲ့စကားလုံးပါရှိတယ်ပေါ့နော်ရေးထားတယ်လို့ပြောချင်တာဒုနစိတ်ကစတဲ့စကား
ဘလို့နေထိုင်မှုဘဝလို့သူကဆိုလိုချင်တာလေပေါ့နော်အဲ့တော့ဒီမြင်တာထားတယ်ပေါ့နော်ဒီလိုနေထိုင်မှုဘဝဆိုတာကတဲ့ဘလို့နေထိုင်မှုဘဝကိုဆိုလိုတာပါလေတဲ့ဆရာမပြောထားတယ်မြင်တာထားတဲ့စကားလုံးရဲ့ပါလေအနည်းဆုံးမှာအဖြေရှိပါတယ်ကဲနောက်ဆုံးမိတ်စာကြောင်းလေးစစ်စစ်လို့ဖတ်ကြည့်ရအောင်ပေါ့နော်ဟိုတယ်တူနီဝါတဲ့ဟိုတယ်မှာပါတယ်လေ ဟိုတယ်မှာတပတ်ကြာ တပတ်ကြာခဲ့တယ် တပတ်ကြာ တပတ်ကြာဒီခဲ့ပါတယ်တဲ့ ခဲ့ပါတယ် ဝတာရှိတာချီဝါ ဝတာရှိတာချီဝါ ကျွန်တော်တို့က ကျွန်တော်တို့ကပြောခဲ့ ခဲ့ပါပြောခဲ့တယ်နော် တနုရှိခတ်တာနဲ့ပြောခဲ့တယ်တဲ့ ပြောခဲ့တယ်နော် ဟောနာအဲ့လိုစိတ်ကဆု လေတန်းဘဝ ဟောနာ ဘဝလည်းပဲ လူနေတိုင်းဘဝ ဒီ တွေ တိုင်းဘဝဟာလေပဲ အခါတရံမှာကောင်းတယ်နော် အဲ့ဒါမှ ဟာဒီတစ်ခါတလေတော့ကောင်းတယ် အခါတလေတော့ဤနဲ့ကောင်းတယ်တဲ့ ဟောပဝင်းချင်ဒီလိုလေတုဒီတဘာဝတရားကြီးနဲ့တစ်ခါတလေနေရတယ်ကောင်းတယ်လို့ဟာနာရှိနာဂါရဆိုတော့ ပြောရင်းနဲ့ 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 ပြန်ခဲ့တယ် ခဲ့ပါတယ် အဲ့လိုပြန်ခဲ့ပါတ အဲ့ ယ် ဟုတ်တယ်အိမ်ကိုပြန်ခဲ့ပါတယ် ပြန်ခဲ့ပါတယ် နော်အဲ့ဒီခါကျတော့နော်နေထိုင်မှုဘဝဆိုတာနော်ဒါအနည်းဆုံးမှဖြေပါတယ်လို့ဆရာမကြီးပြောခဲ့အဲ့တော့သူတို့ဒီဟိုတယ်မှာဘလို့နေခဲ့ကြတာလေဟိုတယ်မှာ လမ်းလျှောက်လိုက် ဟုတ်တယ်လမ်းလျှောက်လိုက် ဒီကူးလိုက် ပိုးကောင်လေး ကူးလိုက်ဘိုးကောင်လေးနဲ့ထဲလိုက် ခဏအိတ်လိုက် ဒီကခဏအိတ်လိုက် ပေါ့နော် ခဏနေ အဲ့ နေ လို လိုက် မျိုးပေါ့နော်တပတ်လုံးနော်တပတ်လုံးအဲ့လိုအချိန်ကုန်ဆုံးခဲ့ကြတယ်ပေါ့နော်အဲ့လိုမျိုးသဘာဝတရားကြီးနဲ့နေတာကလည်းတစ်ခါတရံကောင်းတယ်လို့ဆိုပါတယ်ဆရာမပြောထားတယ်နော်အဲ့တော့ဒီမြင်တာရဲ့စာကြောင်းရဲ့ပါလေအနည်းဆုံးနေရာမှာရှိတဲ့ဟာတွေဒီအဖြေဖြစ်ပါတယ်အဲ့တော့အနည်းဆုံးဟာပဲဆရာမယူအောင်အပေါ်ဟာကြီးတက်ပြီးတော့ပြန်ကြည့်ပြဆိုမကြည့်တော့အနီးနားဆုံးကပေါ့နော်2ချောင်း3ချောင်းလောက်ကိုပဲဆရာမတို့ယူပြီးတော့ဖတ်တာဖြစ်ပါတယ်ကဲအဲ့ဒါဆိုစင်းကြောင့်ဘလို့နေထိုင်ဘဝမျိုးလေးပေါ့နော်သူပြောတဲ့ဟာနဲ့ကိုက်ညီတဲ့ဟာဒီ1 2 3 4တွေကဘယ်ဟာဖြစ်မလဲပေါ့နော် ချီပန် အချီပန်เนาะရမှာเนาะတောင်မှာပေါ့เนาะအာဆိုးပြီးမှဆိုကစားတယ်ရှောက်လေပေါ့เนาะမှာလမ်းလျှောက်တာမျိုးအကောင်ဖမ်းတာမျိုးပေါ့เนาะပြီးတော့ဟီလူနေပေါ့เนาะနေလေခဏအိတ်တယ်ဆိုမှန်တယ်နံပါတ်1ကကျတော့ဂိမ်းကစားတာပါတဲ့အတွက်ကြောင့်နံပါတ်2ကမှားပါတယ်နံပါတ်3က TV ပါတဲ့အတွက်ကြောင့် TV ကလည်းမှားပါတယ်နံပါတ်4ကကျတော့အရာသာရှိတဲ့ဟာတွေစားတဲ့လူစားထဲမှာပါလားမပါတဲ့အတွက်ကြောင့်စာပိတ်ထဲမှာမပါတဲ့အကြောင်းအရာဒီအဖြေမှန်မဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်အဖြေကနံပါတ်ဘယ်လောက်လဲဆိုတော့ ichiban ဖြစ်ပါတယ်เนาะเนาะတောင်ပေါ်မှာเนาะရှောက်သွားတာတွေကစားတာတွေနေလေအိတ်တာတွေလုပ်တဲ့ဘဝကိုဆိုလိုတာဖြစ်ပါတယ်အဲ့လိုစိတ်ကြောင့်လည်းအကျဉ်းချင်းတော့နားလည်ပါတယ်အဓိကစင်စစ်တို့ဒီအပိုက်ပေါ့เนาะပုတ်ရှည်မှာမီလီမီတာရှိတာပါလေဆိုတော့မြင်းတားထားတဲ့စာကြောင်းပါเนาะမြင်းတားထားတဲ့စာကြောင်းကိုဖြေတဲ့အခါကျပါလေကိုယ့်ရဲ့အနီးနားမှာရှိတဲ့အနီးဆက်ဆုံးဟာဒီအဖြေပါဒီအပေါ်ကကျယ်ဒီလှတာတွေပေါ့เนาะမှာဒီလေတွေလက်ဆက်တာတွေအထိသွားလားဆိုတော့မသွားဘူးအနီးဆုံးနေရာအထိပဲသွားတာအနည်းဆုံးဒီအမှန်ဆုံးဖြစ်ပါတယ်နိအဲ့တော့အပေါ်ကကျယ်ရီလာတာတို့ပေါ့နော်ခုနကလိုလေလက်ဆက်တာတို့ပေါ့နော်ပြီးတော့အောက်မှာကျတော့လမ်းလျှောက်တာဆိုလမ်းလျှောက်တာပိုနီးတယ်အဲ့တော့ပိုနီးလေအဖြေကမှန်လေပဲအဲ့တော့မြင်တားထားတဲ့စာကြောင်းတွေပါရင်သူ့ရဲ့အနည်းဆုံးမှာရှိတဲ့ဟာဒီအဖြေမှန်ဖြစ်ပါတယ်အဲ့တော့အပုတ်ရှည်တွေကိုဖြေတဲ့အခါကျရင်မေးခွန်းတွေဖတ်လိုက်ဖြေလိုက်မိကိုလေးဖတ်လိုက်ဖြေလိုက်ဖြေသွားရင်ရပါပြီအဲ့တော့စစ်စစ်တို့မိကို၄ခုပါရင်မိကို၄ခုစီပါရင်တပိုက်စင်းကြီးတဆင့်ချင်းစီပေါ့နော်အပေါ်ကနေအောက်ကိုမေးတာဖြစ်တဲ့အတွက်ကြောင့်ဆောင်းဝဲမှာဖြေတဲ့အခါကျလည်း၄ခုလုံးတစ်ခါတည်းဖြေစရာမလိုပါဘူးတဆင့်ချင်းစီဖြေသွားရင်ရပါပြီနိအဲ့တော့စစ်စစ်တို့အပုတ်ရှည်မှာမဖြစ်မနေသိရမယ့်အချက်ကတော့2ချက်ပါပထမတစ်ချက်ကတော့ဘလို့မိကိုမျိုးတွေလာတယ်လေလို့ပြောရင်ပထမတစ်ချက်ဒီမြင်းတားထားတဲ့စာကြောင်းတွေလာပါတယ်မြင်းတားထားတဲ့စာကြောင်းဆိုဒီသူ့ရဲ့အနီးနားမှာရှိတဲ့ဟာဒီအဖြေမှန်ဖြစ်ပါတယ်ဒါမြင်းတားထားတဲ့စာကြောင်းပေါ့နော်နောက်တစ်ခုမေးပါတယ်နောက်တစ်ခုကကျစာရေးသူကဘာအပြောခြင်းဆုံးလဲစာရေးသူကဘာကိုပြောချင်တာလဲဒီစာပိုက်ကဘာကိုဆိုလိုတာလဲဆိုတဲ့မိခွန်းမျိုးမေးတတ်ပါတယ်စာရေးသူအပြောချင်ဆုံးကဘာလဲလို့ပြောရင်ဘယ်မှာပါလဲဆိုတော့အောက်ဆုံးမိတ်အပိုက်မှာပဲပါပါတယ်
နော်ဒီစာပိုက်ကိုရေးသားတဲ့စာရေးသူအပြောကျင်ဆုံးကဘာလဲလို့မေးလာရင်အဖြေဒီပမာပဲပါလေ အောက်ဆုံးပိုက်မှာပဲပါပါတယ် အောက်ဆုံးပိုက်မှာပဲပါပါတယ်အဲ့ဒါတော့အမြဲတမ်းမလွဲဧကန်ပေါ့နော်အောက်ဆုံးမှာပဲပါပါတယ်ဘောဟိုင်နဲ့ဘာမှမဆိုင်ဘူးပေါ့နော်အဲ့ဒါလေးတွေတော့မေးလိမ့်မေးထားချင်သူတို့ပြအပုတ်ရှိပေါ့နော် N4 မှာလည်းမေးတတ်တယ် N3 ရောက်လာလည်းမေးတတ်တယ်အမြဲတမ်းပါတယ်မြင်တာထားတဲ့စာကြောင်းမေးလိုက်အနည်းဆုံးဒီအဖြေပဲနော်စာရေးသူဘာပြောချင်လဲလို့မေးလိုက်တစ်ပိုက်လုံးဖတ်စရာမလိုဘူးအောက်ဆုံးကအပိုက်အောက်ဆုံးကအကြောင်းအရာတွေဒီအဖြေပါပဲအဲ့ဒါဆိုဒီအောက်ဆုံးသားဟာဒီအဖြေပဲပေါ့နော်အဲ့လိုမှတ်ထားလိုက်ရင်ရပါပြီပေါ့နော်ဒါဒီပါလဲဆိုတော့အပုတ်ရှိဖြစ်ပါတယ်ပုတ်ရှိဖြေတတ်မလားရလား